ခံစားရတော့ဒီเจ้าမရှိတဲ့ဥစ္စာအကုန်လုံးကကလေးအတွက်ကိုပဲလှုပ်ထားတာအဲ့မျိုးပိုတဲ့ဟာတွေကိုမရှိဘူးအဲ့လိုပုံစံလို့ခံစားရတယ်တတလေးရဲ့ပညာရေးနဲ့အဲ့ဒီဘောနော်စရိုက်လက္ခဏာလေးတွေကိုပို့ပြီးတော့ယုံကြည်မှုရှိအောင်လို့မျိုးရွေးချယ်ခဲ့တာပြီးလို့ရှိရင်ဒီရဲ့ကျောင်းရဲ့ပတ်ဝန်းကျင်ရဲ့တင် जा မှုတွေကိုလည်းယုံကြည်လို့တော်လေးကိုတက်လာတယ်အရင်တော့ဆိုလို့ရှိရင် तू အဲ့လိုမျိုးတင်းတင်းတုံးလေး ABC တွေဆိုရင်ဖောက်မေးတာတွေဘာလို့ဆိုမရဘူးအခုဆိုလို့ရှိရင် तू တေချာလေးတည်ရဲ့ A ဆိုလို့ရှိရင်ဘာလက်တာတွေဘလိုတွေ A4 ဘာညာအဲ့လိုမျိုးလည်းပြောနိုင်တယ်ပြီးတော့အမျိုးကလေးလေးတွေရဲ့ ABC လက်တာလေးတွေအခန်းထဲမှာရှိတဲ့တငယ်ချင်းတွေရဲ့နာမည်တွေရောအကုန်လုံးတည်တာအဲ့နေစပြီးတော့ပဲတငယ်ချင်းလေးကဘယ်လိုမျိုးအကျင့်လေးတွေရှိတယ်ဘာညာအဲ့လိုမျိုးတွေအစားတည်လာတယ်ဒီလူမှုဆက်ဆက်ရေးနဲ့ပညာရေးနဲ့ချိတ်ဆက်ပြီးတော့တွားတာပေါ့တွားပညာတစ်ခုတည်းတင်တာစာတစ်ခုတည်းတင်တာမဟုတ်ဘူးပေါ့အဲ့လိုမျိုးမီစာကျောင်းရဲ့ကလေးတွေကိုလုံခြုံမှုပေးတာကိုအရင်နှစ်သက်တယ်ပြီးကြရင်ဒီတင် जा မှုပိုင်းတွေရောဒီချေတွေနဲ့သူတို့လည်းလွတ်လပ်စွာဟိုမေးဖြေရတာသူတို့အရင် confidence ရှိတဲ့ဟာအရင်ကြိုက်တယ်လို့မျိုးအပြင်ကကားတွေပါလုတ်ပေးရဲ့ဟာအစပေါ့နော်အကုန်လုံးကဆက်အချိတ်ဆက်ရှိတော့လေကလေးရတစ်ခုဆိုလို့ရှိရင်တန်းပြီးတော့မှမိပါရင်လည်းဒီချိန်နဲ့အချိတ်ဆက်တွေမြဲနေပေါ့အဲ့လိုမျိုးတွေတော့ရွေးချယ်မှုတွေမှာပါတာပေါ့အဲ့ကယ်ရီရဲ့ဒီတင် जा ရေးပိုင်းရောကလေးတွေကိုလွတ်လွတ်လပ်လပ်စဉ်းစားနိုင်တဲ့အပိုင်းတွေရောပိုအဲ့ဒါတွေကိုကြိုက်လို့ပေါ့နော်အဲ့ဒါကြောင့်လို့ရွေးခဲ့တာပါခုဆိုလို့ရှိရင်ပေါ့နော်သွားကိုယ့်ရဲ့အမြင်တွေကိုယုံကြည်စိတ်ချစွာယုံကြည်နဲ့ပြောနိုင်တယ်ပြီးတော့အဲ့စာပိုင်းရောဘဟုတုဒပိုင်းရောသူပို့ပြီးတော့တိုးတက်တာမြင်ရတယ်ပေါ့ဆရာမတွေကအရန်ဟိုကလေးပေါ်လေအရန်ကျူဆိုင်တယ်ပြီးလို့ရှိရင်သွားလေတယောက်သေးကိုပဲပုံတီတွားတာမဟုတ်ပဲနဲ့ကလေးတိုင်းကိုလေသူ့ရဲ့အချင်းနဲ့မတူတဲ့ဟာလေးတွေကိုလိုက်ပြီးတော့မှမျိုးလိုက်ရောညီထွေစာနဲ့တင်ပေးတာပေါ့အဲ့ဒါအရင်ကြိုက်တယ်တော့အဲ့လိုအရင်ပျော်တဲ့ကလေးတွေဆိုလို့ရှိရင်လည်းပျော်လေးနဲ့လုပ်ပေးတယ်ဒါပေမဲ့ငြိမ်လေးနေတတ်တဲ့ကလေးတွေကြတော့လည်းငြိမ်လေးလိုက်ပြီးတော့မှအဲ့မျိုးတင်ပေးတာပေါ့အဲ့ဒါကိုကြိုက်တယ်ပေါ့ကလေးလေးကလည်းအိမ်ရောက်လို့ရှိရင်အเจ้าမှာအရင်ပျော်တယ်ဆိုတော့ခဏပျော်တယ်ဗျ။ပြင်ကျင်ကတော့အရင်တန့်ရှင်းတယ်တန့်ရှင်းတက်ရဲ့ပဲအန်ဒီရဖြစ်နိုင်တဲ့ဟာတွေဆိုလို့ရှိရင်မရှိတလောက်ပဲတကယ်လို့ရှိလို့ရှိရင်ဒီချိန်တွေကိုပြောလို့ရှိရင်လည်းမျိုးချက်ချင်းဖြည့်ရှင်းပေးရေပေါ့အဲဒါကြောင့်မလို့အဲ့လိုမျိုးခံစားရတော့ဒီเจ้าမရှိတဲ့ဥစ္စာအကုန်လုံးကကလေးအတွက်ကိုပဲလှုပ်ထားတာအဲ့မျိုးပိုတဲ့ဟာတွေကိုမရှိဘူးအဲ့လိုပုံစံလို့ခံစားရတယ်တကယ်လို့ကလေးတွေကိုပညာအရေးတွေးကောင်းရှာနေရမိပါဆိုလို့ရှိရင်ဒီရဲ့မီစာကိုပေါ့နော်တိုက်တွန်းတယ်ပေါ့လာတက်ဖို့ဘာဖြစ်လို့လဲဆိုတော့သူကကလေးတွေကိုလေယုံကြည်မှုတွေရော confidence တွေရောတိုးတက်စေရပေါ့နော်အဲအကြောင်းလို့တိုက်တွန်းတယ်ပေါ့လာတက်ဖို့